အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့ကြောက်ရောင်းမျိုးရဲ့ဈေးရှိလေးမှာဖြစ်ပါတယ်ဒါလေးကတော့မြန်မာမုံမျိုးစုံကိုလင်ပန်းလေးနဲ့ခင်းကျင်းပြီးတော့ရောင်းတာဖြစ်ပါတယ်ဒါလေးကတော့အညာတူဘူးတို့လို့ခေါ်ပါတယ်အတာရွာနေပြီးတော့လာရောက်နေအတာတူဘူးဖြစ်ပါတယ်စားမယ်ဆိုရင်သူတို့က ready အစင်းနဲ့လုပ်ပေးပါတယ်1000ဘုံ900ဘုံ1500နဲ့1000ဘုံစသည်ဖြင့်ဈေးမျိုးစုံရပါတယ်သူတို့ကရင်တော့ကတော့ဓာတ်နဲ့ချစ်တယ်ခုနောက်ပိုင်းတော့ဂျင်းနဲ့ကလူချစ်ချတဲ့ဟိုရောက်သွားပါတယ်ခင်မိလာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကတော့ချင်းမောင်းပါချင်းမောင်းစားမယ်ဆိုရင်1000ဘုံဆိုရင်တော်တော်များရပါတယ်ဒါအချင်းမောင်း1000ဘုံတုပ်ပေးထားတာဖြစ်ပါတယ်1000ဘုံကိုငါကိုအိမ်နဲ့အပြည့်နှီးပါးတော့ရပါတယ်ရန်ကုန်မှာဆိုရင်ဒါမျိုး3000ဘုံလောက်ဖြစ်မယ်လို့ထင်ပါတယ်ပေါင်မုံကြောက်ကြောလေးဖြစ်ပါတယ်ပေါင်မုံနဲ့ကြောက်ကြောနဲ့နေထားတာဖြစ်ပါတယ်အဲ့ဒါမှယူထိုးထားတာပြောင်းမှုတွေမုံလက်ကောက်တွေမြန်မာမုံမျိုးစုံအစုံရတဲ့အကင်ကြော်ထားတာတွေမျိုးစုံရပါတယ်ရှင်ဒါလေးကကြောက်ရောင်းမျိုးစီလေးကရွာကြီးလေးမျိုးတောနယ်စီလေးဆိုပေမဲ့အရန်စီကားတဲ့စားချက်တောက်ဆရာစုံစုံလင်းနေရှိရတဲ့အတွက်ကြောင့်လာလေဖို့ဖိတ်ခေါ်ပါတယ်ရှင်